network engineer တယောက်ဖြစ်ဖို့ဗာသင်တန်းတွေတက်ရမလဲအခြေခံအစပြီးလေ့လာခြင်းနဲ့ဆိုရင်တော့ NDF လို့ခေါ်တဲ့ network engineering fundamental သင်တန်းရှိပါတယ်ဒီသင်တန်းမှာဘာတွေသင်လဲဆိုတာတစ်ချက်ကြည့်လိုက်ရအောင် NDF က network engineer တယောက်အနေနဲ့မသိမဖြစ်သိရမယ့် protocols တွေအဓိက IP protocols တွေအကြောင်းသိရမယ့် HTTP ICMP စတဲ့ protocol တွေအကြောင်းကိုဒီသေးသင်ပေးတယ်နောက်တစ်ခုက cable standard တွေတကယ်လို့ LAN တစ်ခုစပြီးတိစောက်တော့မယ်ဆိုရင် fiber cable ကိုသုံးမလား UDP cable ကိုပဲသုံးမလားကျွန်တော်ခုသုံးရတဲ့ ethernet cable ပေါ့အဲ့ဒါပဲသုံးမလားဒါတွေအကုန်လုံး cable standard တွေအကြောင်းရွေးချယ်ရတာတွေအကုန်သင်ပေးမယ်နောက်တစ်ခုတော့ topology တွေ topology ဆိုတာဒီ network ထဲမှာ device တွေကိုဘယ်လိုနေရာချထားလဲပေါ့နော်အဲ့ဒီနေရာချထားတဲ့ပုံမှာ multi ပြီးတဲ့မှတ်တာ topology လို့ခေါ် topology အကြောင်းတွေအသေးသေးသင်ရမယ်နောက်တစ်ခုကတော့ကျွန်တော်တို့အခုဒီ network security network ကိုစပြီးတိစောက်ပြီးဆိုကြရဒီ physically ရစပြီးတော့စကားမယ်ပေါ့နော်ကျွန်တော် upper layer တွေအထိဒီ network ကိုတိုက်ခိုက်လို့မရအောင်ဘယ်လိုကာကွယ်မလဲ network security အခြေခံအကြောင်းတွေပါမယ်နောက်တစ်ခုက theory ဒီအချက်၄ချက်ပေါ်အခြေခံပြီးတော့ theory ကိုအားစိုက်ပြီးသင်မယ်အဓိကတော့ OSI 7 layer တွေရော TCP IP 5 layer တွေ4 layer တွေရောအကုန်ပါလိမ့်မယ်ပြီးတော့ networking device တွေဖြစ်တဲ့ကျွန်တော်ဒီ router တွေ switch တွေ bridge တွေနောက်ပြီးတော့ဒီ wireless access point တွေအကြောင်းအသေးစိတ်ပါလိမ့်မယ်ပေါ့နော်wireless network တွေခုနောက်ပိုင်းသုံးလာတဲ့ဒီ hotspot server တွေကြောင့်ဒီ wireless network မှာရွေးမဲ့ Wi-Fi 6တွေ Wi-Fi 5 technology တွေကစအကုန်လုံးဒီတေးသင်ပေးပါလိမ့်မယ်အဓိကတော့ဒီ course ကကြတော့ကျွန်တော်ဒီဟိုပါပေါ့နော် theory ကိုအခြေခံပြီးတော့ real life တွေနဲ့ဒီလိုသင်ပေးတယ်ဒါပေမဲ့အဓိကတော့ networking basic theory များလိမ့်မယ်ဟို lab ကတော့နည်းလိမ့်မယ်ပေါ့နော်အဓိကဘယ်လိုလူတွေတက်ယူရလဲဆိုရင် networking ကိုခုမှစပြီးလေ့လာမယ်လုံးဝကိုအခြေခံမရှိသေးတဲ့လူတွေတက်ချင်တယ်ဆိုရင်တော့ဒီသင်တန်းကကောင်းပါတယ် Telegram group ထဲမှာသင်ခန်းစာဗီဒီယိုတွေကိုရုပ် quality အသံ quality ကောင်းမွန်တာနဲ့သင်ကြားပေးထားပါတယ်။တကယ်လို့အဲ့သင်ခန်းစာတွေလေ့လာပြီးလို့စာမေးပွဲအောင်မြင်ခဲ့တယ်ဆိုရင်တော့သင်တန်းဆက်လက်မှတ်ကိုထုတ်ပေးမှာဖြစ်ပါတယ်။အခြေခံ NDF သင်တန်းကို online ကနေသင်ယူခြင်းနဲ့ဆိုရင်တော့သင်တန်းကြေး3000ကျပ်ကျသင်မှာဖြစ်ပါတယ်။ပြင်ပသင်တန်းတက်လို့ရပါတယ်။ NDF ကိုကျွန်တော်တို့ Technonet Community Center မှာလာရောက်တက်မယ်ဆိုရင်ပြင်ပသင်တန်းကြေး3000ကျသင်မှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။